နေ့မှသာအရောက်ပြန်လာခဲ့မယ်မွေးစားကြီးမြို့ကိုကျွန်တော်လာလာမင်းကြီးတာဒီနိုင်မှာကိုမွေးရချာနေကိုပဲတာလွန်မိတဲ့အမေဘဝရဲ့ရည်မှန်းချက်ရဲ့ကြောင့်သာတိုင်းတော်အဝေးမှနေရတာပါဒီရလိုက်တန်းကိုနေမိတယ်အမေအင်္ဂလိပ်သားပြက်လာခဲ့ခြင်းမိမိရဲ့နှလုံးသားဥယျာဉ်မှာမိကြတဲ့နေဝေနေဝေတမြင့်တိုင်းတော်စီကသာမိနေတိုင်းလွမ်းနေအနန္တကျေးဇူးမြတ်တာကြီးမားတဲ့အမေရဲ့မြတ်တာဖယားမြတ်ထံပါစုချွေသာဝရအမေရဲ့ကျမ်းမာပါသေးလားဘဝ